ချို့ကျွန်တော်မိတ်ဆွေတွေမေးတဲ့အကြောင်းအရာတစ်ခုရှိတယ်အဲ့တော့ဘာလဲဆိုလို့ရှိရင်ပလက်ကောင်းကိုဒီလိုပေါ့နော်မင်းပေါင်းလို့ဒဲနီလို့ပေါ့အများသောဖြင့်ဒဲနီပေါ့ပလက်ကိုဒီလိုထိုးထားတယ်ဒီလိုထိုးလိုက်တယ်ကန်ရင်ထားလိုက်တယ်ဒါပေမဲ့ပြောင်းပြန်လှန်ပြီးတော့ထိုးလိုက်ရင်ထားမလိုက်တော့ဘူးတဲ့အဲ့ဒါတော်တော်များမေးကြတယ်အဲ့အကြောင်းအရာကိုကျွန်တော်အပြင်သင်တန်းတွေမှာလည်းခဏခဏဆွေးနွေးမှုတယ်ဒါပေမဲ့ online မှာကျွန်တော်ဒါလေးကိုဆွေးနွေးမှုကျွန်တော်မေ့ကြံနေခဲ့တယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေဒီအကြောင်းအရာကိုသိချင်တယ်ဆိုရင်နောက်ဗီဒီယိုတစ်ခုကိုစောင့်ကြည့်ပြီးကိုမြစ်တာရက်ခံပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်း yes လို့ comment လေးပေးခဲ့ပေးပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဒီလိုလေးနဲ့ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့က coin ကိုတိုင်းမယ် coin နဲ့စောက်တိုင်းလိုက်တယ်မီလုံးလေးနဲ့ဒါဆိုရင် coin ကောင်းတယ်အဲ့တော့ coin ပေါက်နေရင်ထမင်းပေါက်ကိုထားလိုက်တတ်တယ်အဲ့ဒါကိုကျွန်တော်တို့ကအိမ်လုံးပစ္စည်းပြင်နေတင်တန်းမှာဆိုရင် coin ပေါက်တယ်လို့ခေါ်တယ် coin ပေါက်တယ်ဆိုတော့ coin ကြီးကအပေါက်ကြီးဖြစ်နေတာမဟုတ်ဘူးနော် coin ပေါက်တယ်လို့ခေါ်တယ် coin ပေါက်ရင်ထမင်းပေါက်ကိုထားလိုက်တယ်အဲ့တော့ကျွန်တော်ကဘယ်လိုတိုင်းလဲဆိုရင် coin တစ်စကိုထောက်လို့ရှိရင် body ကိုလိုက်တို့ကြည့်မီးလေးလင်းလာမီးလေး2မီလီတော့မလင်းဘူးအဲ့ဒါဆိုလို့ရှိရင်ဓာတ်မလိုက်ဘူးနောက်တစ်စကိုပြောင်းတိုင်းလင်းလားမလင်းဘူးအဲ့ဒါဘာဖြစ်တာလဲဆိုလို့ရှိရင်ကောင်းတာတကယ်လို့မီးလေး2မီလီလင်းနေရင်ဒါဓာတ်လိုက်ဖို့သိကြတယ်နော်โอเคဒါမှဒီမှာကျွန်တော်နောက်တစ်ခုရှိသေးတယ်ဒီမှာကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ပေါ်ကန်းဒီထဲမှာ coin ရှိတယ်သူ့ရဲ့ coin က resistance များတဲ့အတွက်မီးလုံးကခမင်းပေါင်းတော့လင်းမှာမဟုတ်ဘူးသူလည်းလင်းမှာပဲနော်ကြည့်တိုင်းကြည့်လိုက်မယ်2မီလီပဲလင်းပါတယ်2မီလီပဲလင်းဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ထဲကပြက်စစ်ကိုခုခံတာ resistance အများတယ်တကယ်လို့ခမင်းပေါင်းလို့က coin ကြီးကတအားကြီးပုံမယ်ဆိုလို့ရှိရင်ဒီထဲမှာရှိတဲ့ပေါ်ချောင်းကခဏလေးနဲ့အရေးပြောသွားမှာ